Good morning everyone. This is Taswi from MIPD Institute. Today I will be teaching some English pronunciation tips. ဒီဆွေးနွေးပွဲအတွက်ရွေးချယ်ထားတဲ့စကားလုံးလေးကတော့ can ဆိုတဲ့စကားလုံးရဲ့နောက်ပြီးတော့CANT ပေါ့နော် cannot ဆိုတဲ့စကားလုံးရဲ့အတန်ထွက်အမှန်ကိုထွက်လာနိုင်အောင်လို့ဒီစကားလုံးနှလုံးကိုရွေးချယ်ထားပါတယ်အဲ့တော့ can ဆိုတဲ့စကားလုံးကိုအတန်ထွက်တဲ့နေရာမှာကျွန်တော်အားလုံးသိတဲ့အတိုင်းနှစ်နေရာမှာပဲအတန်ထွက်လို့ရပါတယ်ပေါ့နော်ဆိုလိုချင်တာcan ဆိုတဲ့ can အတိုင်းပဲကျွန်တော်တို့အတန်ထွက်လို့ရတဲ့နေရာနှစ်နေရာရှိပါတယ်ပထမတစ်နေရာကတော့ question အနေနဲ့ကျွန်တော်တို့ main ကွန်းအနေနဲ့ can ဆိုတဲ့စကားလုံးနဲ့သုံးပြီးတော့ question လုပ်မယ်ဆိုလို့ရှိရင်တော့can ဆိုတဲ့အနေနဲ့အတန်ထွက်လို့ရပါတယ်ဥပမာ can I have a book စာအုပ်တစ်အုပ်လောက်ရနိုင်မလားအဲ့လိုဆိုလို့ရှိရင်တော့ can အနေနဲ့အတန်ထွက်လို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော် can အနေနဲ့နောက်ဆုံး verb အနေနဲ့ဆုံးသွားတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့သုံးတဲ့အခါကျရင်လည်း can အနေနဲ့အတန်ထွက်လို့ရပါတယ်ဥပမာ yes I can ကျွန်တော်လုပ်နိုင်ပါတယ် yes we can ကျွန်တော်တို့လုပ်နိုင်ပါတယ်အဲ့တော့ဒီလိုနေရာမှာလည်းကျွန်တော်တို့ can ဆိုတဲ့အတန်အတိုင်းပဲထွက်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ can ကို can ဆိုတဲ့အတန်တိုင်းထွက်လို့မရတဲ့နေရာရှိပါတယ်အဲ့ဒါဘယ်နေရာလဲဆိုလို့ရှိရင်တော့ sentence တစ်ကြောင်းရဲ့အလေမှာ can ဆိုတဲ့စကားလုံးကရောက်သွားပြီဆိုလို့ရှိရင် can ဆိုတဲ့စကားလုံးရဲ့အတန်ထွက်ကပြောင်းသွားပါတယ်အဲ့တော့ဘယ်လိုမျိုးပြောင်းသွားလဲဆိုလို့ရှိရင်တော့ kin ဆိုတဲ့အတန်ထွက်အတိုင်းပြောင်းသွားပါတယ်ကျွန်တော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် can ဆိုတဲ့စကားလုံးကို de-stress လုပ်လိုက်တာဖြစ်ပါတယ် de-stress လုပ်တယ်ဆိုတာ shorter quicker relax in pitch အဲ့တော့ short လုပ်ပြီးတော့ quicker လုပ်ပြီးတော့စူရတာဖြစ်ပါတယ် let's see some example ဥပမာကြည့်ရမယ်ဆိုလို့ရှိရင်တော့ we can go we can go မဟုတ်ပါဘူး we can go နောက်ပြီးတော့ I can do that ကျွန်တော်အဲ့ဒါကိုလုပ်နိုင်ပါတယ် I can be there by 12ကျွန်တော်အဲ့ကို12နာရီမထုတ်ခင်လာနိုင်ပါတယ် I can speak 3 languages ကျွန်တော် language 3ခုကိုပြောနိုင်ပါတယ်အဲ့တော့ these are some examples အဲ့တော့ can't ကိုကြတော့ကျွန်တော်တို့ louder higher stronger ဆိုလိုချင်တာကျွန်တော် longer ပေါ့နော်ရှည်ဆွဲပြီးတော့ဆိုရတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့ you can't smoke here ဒီနေရာမှာစိတ်လိုက်တောက်လို့မရဘူးပေါ့နော် I can't speak English ကျွန်တော်အင်္ဂလိပ်စာကိုကျွန်တော်တို့မပြောတတ်ဘူးပေါ့လေအဲ့တော့ I can't go there ကျွန်တော်အဲ့ကိုမသွားနိုင်ဘူးအဲ့တော့အနည်းချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် sentence တစ်ကြောင်းရဲ့အလေမှာကျွန်တော် can တွေ့ပြီဆိုတာနဲ့ kin ဆိုတဲ့အတန်ကိုထွက်ရပြီးတော့ can't ရဲ့အတန်ထွက်ကိုဆိုတဲ့အခါကျရင် longer ပေါ့နော်ရှည်ဆွဲပြီးတော့ဆိုရပါတယ် Thank you so much